လုံးခုံလုံးမမှန်တဲ့ယောဂရှိတဲ့သူတွေမှာတောက်လေးရှိတဲ့ Immunodrome ဆိုတဲ့ဆေးအကြောင်းကိုဒီနေ့မှာပြောပြပေးသွားပါမယ်။သူကဘယ်လိုအလုပ်လုပ်လဲဆိုလို့ရှိရင်နှလုံးမှာရှိတဲ့လျှက်စစ်စီးဆင်းမှုတွေကိုငြိမ်သက်သွားအောင်လို့ပြုလုပ်ပေးပါတယ်။နှလုံးကပုံမှန်မဟုတ်ပဲအယမ်းမြန်နေတာတုန်နေတာမျိုးမဖြစ်အောင်လို့ထိန်းညှိပေးပြီးတော့နှလုံးခုံလုံးကိုပုံမှန်ဖြစ်အောင်လို့ပြုလုပ်ပေးတဲ့ anti-arrhythmic ဆေးမျိုးစားတစ်မျိုးဖြစ်ပါတယ်။သူ့ရဲ့ကောင်းကျိုးတွေကတော့အသက်အန္တရာယ်ဖြစ်စေတဲ့နှလုံးခုန်တာမျိုးကိုကာကွယ်ပေးတယ်။နှလုံးတုန်တာမူးဝေတာမောပန်းတာတွေကိုတတ်တာစေပြီးတော့နှလုံးရက်မသွားအောင်လို့ကာကွယ်ပေးပါတယ်သူ့ရဲ့အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးတွေကကြတော့ပြုတ်အန်တာအစားအသောက်ပြတ်တာနဲ့နေလောင်လွယ်တာဒီအသားရည်ကပြာနှမ်းနှမ်းဖြစ်တာမျိုးတော့ဖြစ်တတ်ပါတယ်ရေရှည်မှာတတိထားမှာကြတော့သို့ကိုထိခိုက်နိုင်တဲ့တာရိုက်ကလန်အလုံးလုံးပုံမမှန်တာမျိုးတွေမျက်စိနဲ့အသေးကိုထိခိုက်တာမျိုးတော့ဖြစ်တတ်ပါတယ်အဓိကအရေးကြီးဆုံးအချက်ကကြတော့ဆေးရောက်ဝင်ညွှန်ကြားတဲ့အတိုင်းကိုတိတိကျကျတောက်ပေးရပါမယ်မိမိသဘောနဲ့မိမိဆေးဖြတ်လိုက်တာဆေးပမာဏလျှော့ပြီးတောက်တာမျိုးတော့လုံးဝမပြုလုပ်သင့်ပါဘူးဒီဆေးတောက်နေစဉ်အတွင်းမှာနေအောင်ကြီးကိုဓာတ်ရိုက်မထိတွေ့အောင်လို့ဆန်ခရင်လိမ်မိတာမျိုးတော့ပြုလုပ်ပေးရမယ်။ပြီးတော့အဆုပ်အသေးနဲ့တာရိုက်ကလန်ပုံမှန်စစ်ဆေးတာမျိုးကိုလည်းမိမိဆရာဝန်နဲ့တိုင်ပင်ပြီးတော့ပြုလုပ်သင့်ပါတယ်။